โอเคဒီတစ်ခေါက်မှာတော့ကဘာပေါ်ကစိတ်အလိုမကြမှုအများဆုံးတက်ရှိမျိုးစိတ်တစ်ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။အဲဒီတက်ရှိမျိုးစိတ်ကပါလေစိတ်ဝင်စားရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်။တကယ်တော့အဲ့ဒီတက်ရှိမျိုးစိတ်ဆိုတာဝီမန်တွေပါပဲ။တခါလေဝီမန်တွေကသူတို့ဘာလို့ကျင်လဲဆိုတာကိုကိုယ်တိုင်လည်းသိချာမသိနိုင်ပါဘူး။ဒါမှမဟုတ်အခြေအနေတစ်ခုပေါ်မူတည်ပြီးသူတို့ရဲ့လိုအပ်ချက်တွေကလည်းရုပ်တရက်ပြောင်းလဲသွားနိုင်ပါတယ်။ဝီမန်တွေရဲ့စိတ်ခံစားချက်နဲ့လိုအပ်ချက်တွေကတခါတလေခံနိုင်ရခက်ခဲပြီးအချိန်နဲ့အလိုက်ပြောင်းလဲတတ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်သပင်ကောက်တဲ့ဝီမန်တွေကသပင်ဖြောင်းဆက်ဝယ်ကြပါတယ်။သပင်ဖြောင်းတဲ့ဝီမန်တွေကလည်းသပင်ကောက်ဆက်ပြီးဝယ်ကြပါတယ်။သပင်နဲ့တဲ့ဝီမန်တွေကတော့သပင်ကိုရွှေအိုရောင်ဒါမှမဟုတ်တခြားအယောင်တွေကိုစိုးကြပါတယ်။သပင်ရွှေရောင်ရှိတဲ့မိန်းကလေးတွေဟာသပင်နတ်အောင်အယောင်စိုးကြပါတယ်။ဒါလည်းမကသေးဘူး။ရင်သားကြည့်တဲ့မိန်းကလေးတွေဟာလည်းရင်သားလျှော့တဲ့ခွဲစိတ်မှုတွေကိုခံယူကြပါတယ်။ရင်သားသေးတဲ့ဝီမန်တွေကရင်သားကိုစီလင်ကိုထည့်ပြီးခွဲစိတ်ကြပါတယ်။ဆိုလိုတာကဘယ်လိုအရာတွေကသူတို့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မှလဲဆိုတာကိုသူတို့ကိုယ်တိုင်တော့မသိကြပါဘူး။ကပ်ပြီးတော့သူတို့ကအသားဖြူရင်လည်းညှိုချင်ကြပါတယ်။သူတို့ကိုပျော်ရွှင်အောင်ဘယ်အရာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါတွေမကသေးဘူး။မျက်ခုံးပွေးရှိတဲ့သားနဲ့ကျင်းပြစ်ပြီးအသက်ဆွဲကြပါတယ်။မျက်ခုံးပွေးမရှိတဲ့သူတွေကတော့မျက်ခုံးပွေးရှိအောင်မျက်ခုံးကိုတက်တိုးထိုးကြပါတယ်။အလုံးတကိုးရှင်ကဒီလိုမျိုးစိတ်အလိုမကျမှုအများဆုံးတက်ရှိမျိုးစိတ်ကိုဖန်လေးလိုက်တာပါလေ။လူသားတွေအနေနဲ့မျိုးသမီးတွေကိုနားလည်ဖို့စ조사ပေမဲ့တစ်ခါတလေဘယ်လိုလုပ်ရမယ်ဆိုတာကိုမသိတဲ့အတွက်အယမ်းကိုပဲခက်ခဲလာပါတယ်။ဒီမျိုးစိတ်နဲ့ပတ်သက်ပြီးစကားပုံလေးတစ်ခုတောင်ပေါ်ထွက်လာပါသေးတယ်။အဲဒီစကားပုံလေးကတော့မိမအကြိုက်နတ်မလိုက်နိုင်ဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်။ယောက်ျားဆိုတဲ့တက်ရှိမျိုးစိတ်ကကောဘယ်လိုပုံစံလဲဆိုတာကို comment လေးတွေရေးပေးခဲ့ပါဦး